လွန်ခဲ့တဲ့တစ်နှစ်ကဒီလိုချင်းပေါ့ကိုရဲ့ရေမောတောင်တွေကတကြံတချင်းလေးထက်ပိုပြီးစူးညံခဲ့ဘူးတယ်ကျမတို့မောင်နှမတွေပြောခဲ့ကြတာကဘာပေါ်မှာအပျော်ဆုံးမိသားစုလိုတော့ထင်ခဲ့မိတယ်ကိုကကျမကိုပတောက်ဖူလေးတွေပတ်ပေးပြီးပြောခဲ့တယ်လာမယ့်နှစ်တကြံဒီမှာလဲကိုကရေလိုက်ပတ်ပေးအောင်ပါတဲ့အဲ့ဒီစကားကကိုရဲ့နောက်ဆုံးကတိဖြစ်သွားမယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူးခဏတာတတိယမှုတစ်ခုကကိုကျမတို့စီကနေထာဝရခေါ်ထုတ်သွားခဲ့တယ်။စူညံနေတဲ့တကြံလမ်းမကြီးကကျမအတွက်တော့တခဏချင်းမှာပဲတိတ်ဆိတ်သွားခဲ့ရတယ်။အခုတော့အိမ်ဖေမှာတကြံရည်ဒီဆူနေပေမဲ့ကျမတို့အိမ်ထဲမှာတော့အလွမ်းတွေနဲ့၆ကတ်လို့အဖေနဲ့အမေလည်းဝမ်းနဲ့မြင့်ရည်တွေနဲ့ပေါ့။ကျမတို့ကြံရည်သူမိသားစုကကရည်စူးပြီးဒီနှစ်တကြံမှာအမျှဝေပေးခဲ့ကြတယ်ကိုတယောက်ကောင်းရမွန်ရဘုံဘဝကိုရောက်သွားလိမ့်မယ်လို့လည်းကျမယုံကြည်မိတယ်ခုလိုမျိုးကျမတို့လိုဝမ်းနည်းစရာဖြစ်ရမှန်တွေလည်းတကြံပွဲတော်အတွင်မှာရှိခဲ့မှုပါတယ်အဲ့ဒါမို့ဒီနေ့တကြံမှာလည်းအစားအစာအရာရာဂယုစိုက်ရင်ရေကစားကြဖို့မှားလိုက်ပါရစေနော်ရွှင်လန်းချက်မိကြပါစေ